ဒီလူဟာဟိုတယ်မှာတဲတာနဲ့တကားလက်ကင်မှာဖန်ခွက်ကိုချိတ်ချမ်းပြင်ပေါ်မှာအိုးဖုံးကိုတင်ထားလေးရှိတယ်ဘသူပဲဝင်လာဖို့စူးစမ်းပါစေသူချက်ချင်းတည်သွားမှာပါဖုန်းဘလောက်ပဲဈေးကြီးပါစေဖုန်းကော်ပီတာနဲ့ခွဲပစ်ပြီးရေးလဲပစ်ချလိုက်တဲ့သူ့နေရာကိုဘသူမှမချေရခံနိုင်အောင်လို့ပါအဲ့ဒီချိန်မှာတော့မိနစ်30တိုင်းနှိုးဆက်ပေးထားတယ်ဒါမှဘသူမှသူ့ကိုအလေးနိုင်မခံနိုင်သေးလုံးဝနှစ်နှစ်ချိုက်ချိုက်မအိမ်မိမှာပါမိုက်ဆိုတာရိုးရိုးလူမဟုတ်ပါဘူးကမ္ဘာအကျဉ်းဆုံးကြေးစားလူသက်သမားတွေကတယောက်ပါအဲ့ဒီနေ့မှာသူ့တာဝန်ကတန်းကျွေတထေးတယောက်ကိုတပ်ဖို့ပါအစီအစဉ်ကရိုးရှင်းပါလေအဆောက်အုံထဲမှာပုံနေမယ်စောင့်မယ်ပြစ်မှတ်ပေါ်လာတာနဲ့မောင်းထုတ်လိုက်ရုံပါပဲဒါပေမဲ့အဲ့ဒီချိန်မှာပဲမျိုးသမီးတယောက်ရုပ်တရက်ထွက်ပေါ်လာပြီးကြီးကောင်းတဲ့ပြစ်သွင်းကိုပွဲလိုက်ပါတယ်ခဏကြာတော့ပြစ်မှတ်ပေါ်လာခဲ့ပြီးဒါဟာအကွက်ကောင်းပါပဲဒါပေမဲ့မိုက်ကသူ့ရဲ့နှလုံးခုန်လုံးဟာ1မိနစ်ကို65ချိန်ဖြစ်နေတာကိုသတိထားမိလိုက်တယ်ကောင်းမွန်တဲ့ပြစ်ချက်အတွက်ဆိုရင်ဒါဟာနည်းနည်းမြင့်နေပါတယ်စောင့်တိုင်းဖို့အချိန်မရှိတော့လို့သူ့မောင်းဖြုတ်လိုက်တယ်ဒုတိယအချက်ပြန်ပြစ်ဖို့စဉ်းစားလိုက်ပြီးမြဲအဲ့ဒီအချိန်မှာပဲလိုက်ကာတွေပိတ်သွားခဲ့တယ်တာဝန်မအောင်မြင်ခဲ့ပါဘူးမိုက်ဟာသူ့ပစ္စည်းတွေကိုအမြန်သိမ်းဆည်းလိုက်တယ်မထွက်ခွာခင်ကျန်းကျင်ဘောကကြီးခွန်လုတ်ကိုကောက်ယူခဲ့တယ်။သူဟာဘယ်တော့မှတက်တဲ့အထောက်ထားမကြံခဲ့ပါဘူး။ရဲတွေမရောက်လာခင်မှာပဲသူဟာလျှက်စစ်စပင်းပေါ်ခုန်တက်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။လမ်းမှာတနက်ကြီးအိမ်ကိုပစ်ချခဲ့တယ်။ပြီးတော့သူ့အိတ်ကိုဆုတ်ပစ်ခဲ့တယ်။ရဲတွေရှာဖွေနိုင်ခြင်းနေတဲ့လမ်းချင်းတွေကနေသူလွတ်မြောက်ခဲ့ပါတယ်။သူ့မငါးကိုတောင်မြစ်ထဲပစ်ချခဲ့ပြီးတယ်။အဲဒီနောက်တိုးဆိုင်ကြီးကတန့်စင်ကန်းတစ်ခုတည်းဝင်သွားခဲ့တယ်။သူ့ကိုသူတေချာတန့်ရှင်းရေးလုံးမစိတ်မွေးရိတ်အဝတ်စားလဲပြီးရဲခွေးတွေအနက်မရနိုင်အောင်ရေမွေးစဖြန်းလိုက်တယ်။ပြီးတော့လေးစိတ်ကိုတက်စီစီးသွားခဲ့တယ်။ဝင်မသွားခင်သူ့ရဲ့နောက်ဆုံးအရန်ပစ္စတိုကိုအမိုက်ပုံးနဲ့ပစ်ချခဲ့ပါတယ်။အဲဒီလိုလုပ်ပြီးတာတော့သူစိတ်မအေးနိုင်သေးပါဘူး။ရဲခွေးတွေသူ့အနံ့ကိုရန်နေတုံးပဲလို့ဆက်တွေးနေမိတယ်။ရုတ်တရက်ရဲခွေးတစ်ကောင်ကသူ့ကိုတဲ့တဲ့စိုက်ကြည့်လာတယ်။သူချက်ချင်းတန်းစီဖျားကနေထွက်ပြီးတန့်စင်ကန်းနဲ့ပြေးဝင်သွားခဲ့တယ်။လက်ကို30ကျိန်းနိုင်ဆေးကြောခဲ့ပြီးတန်ရှင်းရေးလုပ်စင်မှာသူ့နာရီကိုတော့ပစ်ချခဲ့ပါတယ်။အတူပြုလုပ်ထားတဲ့အကူတုံးပြီးလက်မှတ်တစ်ဘုတ်ကင်တင်ကနောက်ဆုံးမှလုံခြုံရေးကိုဖျက်ကျော်နိုင်ခဲ့ပါတယ်။သူ့ဌာနမှုစီဖုံးဆက်ပြီးတာဝန်မအောင်မြင်ခဲ့ကြောင်းဝန်ခံခဲ့တယ်။သူ့ဌာနမှုဒေါသထွက်သွားပေမဲ့ရပါတယ်။ကြည့်ကြတာပေါ့လို့ပဲပြောခဲ့တယ်။ဖုံးပြောပြီးတာနဲ့မိုက်ဟာဆင်းကပ်ကိုထုတ်ပြီးအပိုင်းပိုင်းထုတ်ပြလိုက်တယ်။လေရင်ပေါ်ရောက်သွားတာတော့သူ့လုံးဝသတိဝိရိယရှိနေခဲ့ပါတယ်။မျိုးသားတယောက်သူ့ကိုထက်ခါစိုက်ကြည့်နေတာကိုသတိထားမိတယ်ပြီးတော့အဲ့ဒီလူကိုပဲတာမီနယ်ထဲမှာရောနောက်ပိုင်းဘော်ဒင်းဂိတ်မှာပါထပ်တွေ့ခဲ့ရပါတယ်။ခုတော့တခုခုမှားယွင်းနေပြီလို့ခံစားလိုက်ရတယ်။သူ့ကိုစောင့်ကြည့်ခံနေရတယ်လို့သိချသွားခဲ့တယ်။နောက်ဆုံးစက္ကန့်မှာသူစိတ်ပြောင်းသွားပြီးလေရင်ပေါ်မတက်ခဲ့ပါဘူး။အဲ့ဒီအစာလူစိတ်အမီးကဟိုတယ်တစ်ခုမှာညအိတ်ဖို့ဆုံးဖြတ်လိုက်တယ်။သူစက်တေးသားခင်မှာယူခဲ့ပေမဲ့လုံးဝမကြည့်ခဲ့ပါဘူး။ဝေးရာထွက်သွားတာနဲ့တကားကိုတောက်ခတ်လိုက်တယ်။အမြဲတမ်းလိုပဲဘယ်သူမှဝင်လာဖို့ကြိုးစားရင်သိနိုင်အောင်တကားလက်ကင်မှာဖန်ခွက်ကိုချိတ်ချမ်းပြင်ပေါ်မှာအိုးဖုံးကိုတင်ထားခဲ့ပါတယ်။ကာကွယ်ဖို့အတွက်သူ့အနားမှာစတေးသားကင်ပြီးကက်ကြီးကိုလည်းထားရှိခဲ့တယ်။ညအခါဘာပြဿနာမှမရှိပဲပုံလုံးသွားခဲ့တယ်။နောက်တနေ့မနက်မှာဘာမှတန်တရားဖြစ်စေရမရှိတာကြောင့်ဟိုတယ်ကနေထွက်ခွာခဲ့တယ်။ခဏကြာတော့အခြားလေယာဉ်တစ်စီးစီးနှင်းခဲ့ပြီးနောက်ဆုံးမှာဘာပြဿနာမှမရှိပဲသူ့မြို့ကိုရောက်ရှိခဲ့ပါတယ်။သူ့ရဲ့တစ်ကက်ကားရဲ့ဝင်ထိုင်ပြီးအိမ်ဘက်ကိုမောင်းနေခဲ့တယ်။လမ်းမှာဘယ်သူမှနောက်ရောက်ခံလိုက်မလာအောင်သူ့လမ်းကြောင်းကိုအကြိမ်ကြိမ်ပြောင်းလဲခဲ့ပါတယ်။နောက်ဆုံးတော့သူ့ရဲ့လှုပ်ဝက်ပုံအောင်စခန်းကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့လက်ပွေစကင်နာစီလက်လန်းလိုက်တဲ့ခဏမှာပဲမြေကြီးပေါ်ကတင်းငယ်တဲ့အနက်သားနှင်းငယ်ကိုသူရုပ်တရက်သတိထားမိလိုက်ပါတော့တယ်။သူ့မတိုင်ခင်တယောက်ရောက်ပြီးသွားပြီဆိုတာသူတစ်ချက်ကြည့်လိုက်တာနဲ့တင်သဘောပေါက်လိုက်တယ်။